ဒီနေ့အများစုနဲ့လိုက်လျောတဲ့ဘုရားမြတ်စွာရဲ့ဆုံးမဩဝါဒအတိုင်းဘဝမှာစီးပွားရေးအောင်မြင်နေရင်လည်းမိသားစုဘဝနဲ့မိသားစုနဲ့တိုက်တိုက်ဝေါ်ပျော်ပျော်ရွှင်ရွှင်နေပြီးတော့နောက်ဘဝကောင်းတဲ့သူတွေကိုရောက်ချင်တယ်ဆိုရင်ဘာတွေလုပ်တဲ့လဲဘာလုပ်ရဘယ်လိုနေရမလဲမြတ်စွာဘုရားဒုစန္ဒနဲ့အညီကိုက်နေဟောထားတာရှိဘဝဆိုတာလူတိုင်းအသိပဲလူဘဝရလာလို့ရှင်သာဝတိပြည့်ပြည့်စုံစုံဖြစ်အောင်ချမ်းသာကြွယ်ဝဖို့သာဝတိပြည့်စုံဖို့လူတိုင်းဟာနေ့စဉ်ရုန်းကန်နေတယ်ဆိုတာသိကြတယ်အလုံးဟာဒီအတွက်လှုပ်ရှားလို့ရုန်းကန်နေကြနေ့စဉ်နဲ့များအလုပ်တွေလုပ်ကြတယ်မိမိဘဝအကျိုးပေးရအလုပ်တစ်ခုတော့လုပ်နေကြတယ်လုပ်ကြစားတော့ကြတယ်တချို့တလေပြင်းပြင်းပန်းပန်းလုပ်ကြတယ်တချို့ကသက်သာလုပ်ကြဘယ်သူပဲဖြစ်ဖြစ်သက်သာလုပ်တဲ့လူပဲဖြစ်ဖြစ်ပြင်းပြင်းပန်းပန်းလုပ်ရတဲ့လူပဲဖြစ်ဖြစ်အဓိကကတော့ဘဝမှာယက်တည်နိုင်မှုအတွက်ကြိုးစားခြင်းသာဖြစ်တယ်ဘဝမှာရရှိတဲ့အခြေအနေကောင်းတစ်ခုကိုရပြီးချမ်းသာနေနိုင်ဖို့ဆိုတဲ့မျှော်မှန်းချက်တွေနဲ့ကြိုးစားနေကြတယ်နိုင်ငံတနိုင်ငံကြိုးစားတယ်လို့ပဲမြို့တစ်မြို့ရွာတစ်ရွာဒေသတစ်ခုမှလည်းပဲစီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆိုတဲ့စီမံချက်တွေနဲ့ကြိုးပမ်းအထောက်နေကြလူတူတယောက်ကိုချိလိုက်မယ်ဆိုရင်လည်းမိသားစုတိုင်းမလုပ်ကြတာလဲစီးပွားတိုးတက်ပြီးတော့ချမ်းသာကြွယ်ဝဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အဝတ်နေပြေလည်ပြီးတော့ချမ်းသာနဲ့ဘဝတစ်ခုရည်တည်နိုင်ဖို့ဆိုပြီးကြိုးစားတာဒါပဲအဓိကလူတွေဆန္ဒရှိနေတာအများစုကဒါပဲလို့ဒီလိုပြောအဲ့တော့လူဆန္ဒတွေကိုနောက်ပြီးတော့တစ်ခုစီရွေးကောက်မယ်ဆိုရင်တော့အများကြီးပေါ့တယောက်ကကားစီးခြင်းနဲ့တယောက်ကတိုက်တဲ့ခြင်းနဲ့တယောက်ကတယ်လီဗီရှင်းဝယ်ခြင်းနဲ့စသဖြင့်တစ်ခုစီလိုက်ပြောမယ်ဆိုရင်တော့အများကြီးဖြစ်သွားမှာအဲ့ဒီလိုပြောစရာမလိုတော့ပဲနဲ့အလုံးခြုံငုံပြီးတော့မြတ်စွာဘုရားဟောကြားထားတဲ့လူဆန္ဒလေးတစ်ခုကိုမိမိဘဝနဲ့ကြိုက်ကြမှုရှိမရှိစဉ်းစားကြည့်မြတ်စွာဘုရားလူတွေရဲ့ဆန္ဒနဲ့ပတ်သက်ပြီးခြုံငုံသုံးသပ်ပြီးဖော်ပြထားတာရှိတယ်လူဘဝရရှိလာတဲ့အခါမှာလူတိုင်းဟာဘယ်လိုဆန္ဒတွေရှိကြသလဲမိသားစုနဲ့စီးပွားဥစ္စာတွေတိုးတက်ပွားများလာပြီးတော့ချမ်းသာကြွယ်ဝတာဆိုတာနံပါတ်1လူစေပါလူတိုင်းချမ်းဟုတ်မဟုတ်မေးကြည့်ပေါ့မချမ်းသာတဲ့လူပါသလားဒီထဲမှာအဲလူတိုင်းဟာချမ်းသာခြင်းနဲ့တာလူတိုင်းဟာစီးပွားဥစ္စာချမ်းသာခြင်းညဒါအရေးကြီးဆုံးလူဆန္ဒတစ်ခုပဲအဲ့ဒီလိုချမ်းသာကြွယ်ဝလာပြီးတဲ့နောက်မှာလူတွေရဲ့ဆန္ဒဟာဒီနားတွေရသွားလာလို့ဆိုမရသေးဘူးချမ်းသာကြွယ်ဝခြင်းနဲ့နောက်မှာဘာဖြစ်လာတော့ဘာလိုခြင်းလာပြန်တော့ဆိုဂုဏ်ကရင်ကြော်စောခြင်းဆိုတာလိုလားဟုတ်တယ်လေလောကလူတွေဟာချမ်းသာကြွယ်ဝလာတဲ့အခါမှာကိုယ်နာမည်ထင်ပေါ်ဖို့ဆိုတဲ့တစ်ခုကြိုးစားလာကြတယ်မတမ်းမထင်ရှားတယ်ရှင်ပြိုင်မှုတွေကိုကြည့်လိုက်မယ်ဆိုရင်ဒီသဘောဟာပါနေတယ်နော်မတတ်တာလို့အရှုံးပေးနေတဲ့လူကိုမပြောနဲ့ပေါ့အစစ်တစ်ခုရောက်လာပြီဆိုလို့ရှိရင်ဂုဏ်သတင်းတက်ဖို့ရအတွက်ကြိုးစားနေကြတာစီးပွားဥစ္စာတိုးတက်ပြီးတဲ့နောက်မှာဂုဏ်သတင်းကြီးခြင်းကြတယ်နာမည်ကျော်ခြင်းကြတယ်နာမည်ကြီးခြင်းကြဒါလည်းလူဆန္ဒတစ်ခုပဲဒါရင်ပြီးပြီလားလို့ဆိုမပြီးသေးဘူးလူတွေရဲ့ဆန္ဒဒီနားတွေရမသွားဘူးနံပါတ်1ချမ်းသာခြင်းနဲ့နံပါတ်2ဂုဏ်ရှိတည်ရှိဖြစ်ခြင်းနဲ့နံပါတ်3ဘာဖြစ်လာလဲအရွယ်လေးရလာတဲ့အခါအသက်ရှည်ခြင်းနဲ့ဟော
လူတိုင်းအသက်တူပါစေလို့ဘယ်သူမှဆုတောင်းဘူးနော်အသက်ရှိပါစေဆုတောင်းတဲ့သူကလည်းတောင်းဆုပေးတဲ့သူကလည်းအသက်ရှိပါစေပဲဆုတောင်းသက်ရှိခြင်းရတယ်ဘာလို့လဲဆိုစီးပွားချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ပိုးအသက်ရှိခြင်းစီးတဲ့ဥစ္စာခံစားလို့အားမရသေးဘူးဒါမို့အသက်ရှိခြင်းနဲ့ဒါတတိယဆန္ဒတစ်ခုပဲအဲ့တော့ချမ်းသာတယ်ဂုဏ်သတင်းလည်းကြီးမားတယ်ကြော်စောတယ်အသက်လည်းရှည်ခြင်းနဲ့ဒီတင်မဲ့လူဆန္ဒပြည့်ဝသွားလားဆိုမပြည့်သေးဘူးမနေရလို့တည်တဲ့အခါမှာကောင်းရသုဂတိရောက်ချင်သေးတယ်ဆိုရင်နောက်ဆုံးဆန္ဒကလေးရှိသေးတယ်ဟုတ်ကဲ့နောက်ဘဝသိသည်ဖြစ်စေမသိသည်ဖြစ်စေဘာသာတိုင်းဟာကောင်းရသုဂတိရောက်ဖို့ဆိုတဲ့ကြိုးစားချက်ဥတည်ချက်တွေရှိဘယ်ဘာသာဝင်မဲ့ဖြစ်အဲ့တော့အဲ့ဒီမှာလူတွေရဲ့ဆန္ဒကိုအချင်းချင်းထုတ်ဖော်ပြီးတော့မြတ်စွာဘုရားဟောတဲ့အခါမှာဒီလေးခုတွေ့ရချမ်းသာခြင်းနဲ့နာမည်ကြီးခြင်းနဲ့အသက်ရှည်ခြင်းနဲ့တည်ပြီးတဲ့နောက်မှာကောင်းအောင်သူဒီရောက်ခြင်းနဲ့ဒီအတွက်ကြိုးပမ်းနေတာဟုတ်မဟုတ်ကိုယ့်ကိုစဉ်းစားကြည့်ပေါ့နော်အဲ့တော့အဲ့လိုဖြစ်ချင်လို့ရှိရင်ဖြစ်နိုင်တဲ့နိလန်းတွေရောရှိလားမြတ်စွာဘုရားရှိရဲ့အဲ့ဒီနိလန်းတွေကိုကြိုးစားဖို့လိုအပ်တယ်အဲ့မြတ်စွာဘုရားဟောတဲ့တရားဟာနိဗ္ဗာန်ရောက်ကြောင်းတရားကြီးပဲမဟုတ်ဘူးဘဝခရီးလျှောက်လန်းတဲ့အခါမှာဘဝတစ်ခုရလာတဲ့အခါမှာစီဝါဥစ္စာတိုးတက်အောင်လုပ်နည်းတရားတစ်ဖြစ်စီဝါဥစ္စာတွေတိုးတက်အောင်လုပ်နည်းရှားပြီးသားစီစဉ်ဥစ္စာကိုစနစ်တကျအသုံးပြုနည်းရစမြတ်စွာဘုရားဟောထားတာဘုရားဝတ္တဝင်သူတော်စင်တွေဘုရားဟောတဲ့တရားအချို့သိကြတော့လည်းပဲတိုင်းနာကျင့်သုံးမှုဘက်ကအားနည်းကြတခါလာနိဗ္ဗာန်ဆုတောင်းတခါလာနိဗ္ဗာန်ဆုတောင်းမယ်တကယ်ကိုနိဗ္ဗာန်ခေါ်မယ်ဆိုရင်လိုက်မဲ့လူတယောက်မှရှိမှမဖြစ်ဘူးနော်တကယ်နိဗ္ဗာန်ကိုအခုပဲပို့တော့မယ်လိုက်ခဲ့ကြလို့ဆိုလို့ရှိရင်ရှောင်းမဲ့လူသွားမဲ့လူရှိအောင်မဟုတ်သေးဘူးအချိန်ဆွဲကြအောင်ပါပဲနေပါအောင်တိုင်ပင်ပါအောင်ပဲစဉ်းစားပါအောင်ပဲချက်ချင်းကြီးလိုက်လို့မဖြစ်သေးဘူးလို့မှားစရာရှိတာတွေမှားရအောင်ပါလို့ဒီလိုပဲဖြစ်သွားမှာထလိုက်မဲ့လူဆိုတာမလွယ်တော့ဘူးနဲ့တို့တော့တဏှာဝဆင်းရဲတဲ့မှာတဏှာထဲမှာကျင်လီနေတဲ့အချက်ဘုန်းကြီးတို့တွေလက်တွေ့မြတ်စွာဘုရားဟောထားတဲ့တရားတော်တွေအတိုင်းတို့နေထိုင်နိုင်အောင်ဘယ်လိုကြိုးစားရမလဲဆိုတာသိဖို့အရေးကြီးတယ်ပေါ့မတ္တမအရေးကြီးတဲ့ဒီကိစ္စအဲ့တော့ဘုရားမသာဝင်သူတော်စင်တွေအနေနဲ့စီးပွားအောင်မြင်ဖြစ်ထွန်းမှုဘက်ကအာမနဲ့ရအောင်ကြိုးစားဒီကိစ္စပဲဖြစ်စီးပွားအောင်မြင်ဖြစ်ထွန်းမှုဟာကိုယ့်အတွက်လည်းချမ်းသာမှုအတွက်သုံးကြမိမိရဲ့ပတ်ဝန်းကျင်အတွက်လည်းအထောက်အကူပေးနိုင်တယ်ဒီလိုဆိုလို့အဲ့တော့တူတယောက်ချမ်းသာကြွယ်ဝလာအောင်ကြိုးစားလို့ချမ်းသာကြွယ်ဝလာပြီဆိုရင်သူ့ပတ်ဝန်းကျင်ပုဂ္ဂိုလ်တွေကသူကကြွေးထားနိုင်တဲ့အနေအထားဆိုတော့အများကောင်းကျိုးတွေအများကြီးဆောင်ရွက်နိုင်တယ်ပေါ့မရှိစင်ရသားတွေထောက်ပံ့ကူညီနိုင်တယ်အလှူဒါနတွေပြုနိုင်တယ်ဒါကြောင့်မို့လို့နံပါတ်1လူဆန္ဒကိုဖြည့်ဆည်းဖို့မတမအရေးကြီးတယ်လူတိုင်းကချမ်းသာအောင်လုပ်ရမယ်လို့ဒီလိုဆိုလိုတာနော်လုပ်တယ်ကံမကောင်းအကြောင်းမလားလို့မချမ်းသာဘူးဆိုတာတော့ဒါတက္ကန္တတို့တော့အပြင်းကြီးနေလို့မချမ်းသာဘူးဆိုတာတော့မဖြစ်တယ်မို့ပေါ့ဒီလိုဆိုစနစ်တကျမလုပ်လို့စီးပွားရေးမအောင်မြင်ဘူးဆိုတာမဖြစ်တယ်စနစ်တကျလုပ်ရမယ်ကြီးမြတ်စွာဘုရားကဒီဘဝချမ်းသာကြွယ်ဝဖို့အတွက်ဆိုပြီးတော့အခြေခံ၄မျိုးကိုဟောထားတာရှိတယ်
စီးပွားအောင်မြင်မှုရဲ့အတွက်အခြေခံအချက်၄မျိုးအဲ့ဒီအချက်၄မျိုးကနံပါတ်၁ကပါတော့လို့ဆိုရင်ကိုလုပ်တဲ့လုပ်ငန်းဘယ်အလုပ်နဲ့ပဲအသက်မွေးမွေးအလုပ်တိုင်းတော့ယူရမှာပေါ့ရွေးပြီးတဲ့အခါမှာကိုလုပ်တဲ့အလုပ်အသက်မွေးဝမ်းကြောင်းလုပ်တဲ့အလုပ်နဲ့ပတ်သက်လာလို့ရှိရင်ကျိုးကျိုးစားစားတက်တက်ကြွကြွလုပ်ရမယ်ဒါတစ်ခုကိုလုပ်တဲ့အလုပ်ပေါ်မှာအလုပ်မကြိုးစားဘူးတေးသေးတတ်တတ်မလုပ်ဘူးနော်အောင်မြင်အောင်မကြိုးစားဘူးဆိုလို့ရှိရင်ကိုယ်ပိုင်အလုပ်ဆိုလည်းမအောင်မြင်ဘူးသူများအလုပ်ဆိုလို့ရှိရင်လည်းအလုပ်ဖြုတ်ခံမှာဘာလို့မကြိုးစားအဲ့ဒါကြောင့်မို့လို့ကြိုးစားအထောက်မှုဆိုတာရှိရအဲ့လိုကြိုးစားတဲ့အခါမှာအလုပ်တစ်ခုကိုလုပ်ပြီးစိုက်ပျိုးရေးပဲလုပ်နော်ဘယ်လုပ်ငန်းပဲလုပ်ပြီးဆိုတဲ့အခါမှာအရေးကြီးတာကတော့ဆိုလို့ရှိရင်ကြိုးစားမှုတက်တက်နဲ့မရဘူးကြိုးစားပြီးဆိုတဲ့ထဲမှာဘာတွေထည့်သွင်းပြီးတော့မှတ်သားရလဲလို့ဆိုရင်ကြိုးစားပြီးဆိုတဲ့ပုဂ္ဂိုလ်ဟာနံပါတ်1လုပ်ငန်းကျွမ်းကျင်မှုရှိဖို့လိုတယ်နံပါတ်2ဆွဲကောင်းမှုလိုတယ်နံပါတ်3နည်းပညာလိုတယ်ဒီလိုလုပ်ငန်းမကျွမ်းကျင်ရင်လည်းမအောင်မြင်ဘူးဇွဲမရှိရင်လည်းမအောင်မြင်ဘူးနည်းပညာမရှိရင်လည်းပဲအောင်မြင်တဲ့လောက်မအောင်မြင်ဘူးတဲ့ဒါကြောင့်မလို့ကြိုးစားတယ်ဆိုတဲ့အထဲမှာမြတ်စွာဘုရားဒီ၃ခုပါထည့်ဟောဒါဘုရားဟောထားတာနော်ဥဋ္ဌာဏတမ္ပရာလို့ဆိုတဲ့အထဲမှာမြတ်စွာဘုရားထည့်ဟောထားတာဘယ်လို့ကျွမ်းကျင်ရမယ်ဆွဲကောင်းရမယ်နည်းပညာရှိရအဲ့ဒီ၃မျိုးနဲ့လုပ်ပြီးဟောစိုက်ပျိုးလုပ်တယ်ခြံတယ်တွေကအစဘယ်လုပ်ငန်းပဲလုပ်ပြီးဆိုတဲ့အလုပ်ပေါ်မှာအာရုံစိုက်ပြီးကြိုးစားပန်းစားဒီအချက်တွေနဲ့အညီကြိုးစားအထောက်အပံ့အဲ့ဒါလို့ကြိုးစားအထောက်လို့ရှိရင်စီးပွားချမ်းသာခြင်းကြွယ်ဝခြင်းဆိုတဲ့လူရဲ့ဆန္ဒမလို့မတူဖြည့်ဆည်းနိုင်မှာဖြစ်တယ်ပေါ့ဒါဖြင့်ကြိုးစားလို့ပစ္စည်းဥစ္စာတွေရလာပါပြီတဲ့စီးပွားဥစ္စာတွေရလာပါပြီတဲ့ဒီလောက်နဲ့တည်းပဲလုံလောက်ပလားလို့ဆိုလို့စရာတွေအများကြီးရှိတယ်လိုအပ်ချက်ဘာတွေတုံးဆိုအရခတံပရာကိုရှာထားတဲ့ပစ္စည်းရေမင်းခိုးသူမချစ်မတဲရတော့အမွေခံသားဆိုးသမီးဆိုးတို့ကြောင့်ပစ္စည်းဆုံးရှုံးမှုမရှိအောင်ထိန်းသိမ်းဆောင်ရှောက်ဖို့မတန်ကအရေးကြီးတယ်ပေါ့နိုင်ငံတိုင်းပြည်တွေမှာဆိုလို့ရှိရင်ထုတ်လုပ်တဲ့ပစ္စည်းတစ်ခုဟာကြာရှည်ခံအောင်ဆိုပြီးတော့research လုပ်ထားတဲ့နည်းစနစ်တွေနဲ့အသုံးပြုပြီးတော့ကြာရှည်ခံအောင်ပစ္စည်းတွေထည့်ပြီးတော့လုပ်ကြတယ်။ဒါလည်းဆောင်ရှောက်မှုတစ်ခုပဲ။ထိန်းသိမ်းဆောင်ရှောက်မှုတစ်ခု။ဘယ်ကိစ္စပဲဖြစ်ဖြစ်အလေလွတ်မရှိအောင်ထိန်းသိမ်းဆောင်ရှောက်နေရမယ်။လုံးလို့ပစ္စည်းတွေတော့ရလာပါရဲ့။ရလာတဲ့ပစ္စည်းတွေကိုထိန်းသိမ်းဆောင်ရှောက်မတတ်တဲ့အတွက်ကြောင့်ပစ္စည်းသွားပြီဆိုလို့ရှိရင်လောရကြုံနဲ့ဘူး။ဘယ်ရာပဲဖြစ်ဖြစ်ထိန်းသိမ်းဆောင်ရှောက်မှုဆိုတာနောက်ကလိုက်ရမယ်ဒါတစ်ခုစီးပွားရေးအောင်မြင်မှုရအတွက်နော်နံပါတ်1ကကြိုးစားတာနံပါတ်2ကရလာတဲ့ဟာထိန်းသိမ်းဆောင်ရှောက်တယ်ဒါဆိုနံပါတ်3ကလိုအပ်ချက်ကဘာတော့ဆိုတမစီဝိတာဝင်ငွေထွက်ငွေမြတ်မြတ်တာတုံးတတ်ဖို့အတုံးနဲ့အဖြုံနားလည်ပြီးတော့ဝင်ငွေနဲ့ထွက်ငွေကိုအမြဲတမ်းစည်ရင်းစရာပြုစုထားပြီးတော့ဝင်ငွေကအမြဲတမ်းပို့ပြီးတော့ထွက်ငွေကလျော့နေအောင်ဘတ်ဂျက်ပေါ့နော်ကာမိအောင်ဒီနည်းစနစ်တွေကိုလိုက်လာမြတ်မြတ်တာကအသက်မွေးတယ်လို့သူပြောတာဒီနေရာမှာဝ
ဝင်ငွေတွေကအများကြီးရှိသုံးတာကနည်းနေလို့ရှိရင်လည်းမဟုတ်သေးဘူးသုံးတာကများပြီးတော့ဝင်ငွေကနည်းနေလို့ရှိရင်လည်းကျွေးတွေနဲ့ဖြစ်မှာအဲ့ဒီနှစ်ခုစလုံးအစွန်းလွတ်သွားအောင်ဝင်ငွေရှိရင်ရှိသလားဝင်ငွေနဲ့ဖြတ်ငွေညံ့ညတ်တာသုံးဆွဲတတ်တာဒါသမားစီဝိတာလို့ခေါ်တယ်ဒါမျိုးဆိုဘုရားကအလုံးချုံငုံပြောထားတာဒီကနေ့ခေတ်ဘယ်နိုင်ငံပဲဖြစ်ဖြစ်စီးပွားဖြစ်နေတဲ့ပုဂ္ဂိုလ်တွေစီးပွားဥစ္စာချမ်းသာကြွယ်ဝနေတဲ့ပုဂ္ဂိုလ်တွေလိုက်မေးဒီစနစ်နဲ့လုပ်နေတာအချင်းဘုရားဟောတာလို့သိသည်ဖြစ်စေမသိသည်ဖြစ်စေကမ္ဘာနိယမသဘောမျိုးပဲမြတ်စွာဘုရားကဒီတိုင်းသွားရင်ဒီတိုင်းဆိုတော့လမ်းဆိုတာရှိနေတာဒီဘောမျိုးလာတဲ့လမ်းကြီးရှိနေအဲ့ဒီလမ်းပေါ်လျှောက်ရင်ဒီဘောမျိုးတဲ့ဥတည်ထားတဲ့လမ်းပေါ်မှာလျှောက်ရင်ရောက်မလာနိုင်ဘူးလားဘယ်သူလျှောက်ဒီလမ်းပေါ်မှန်ရင်လမ်းမှန်ရင်ရောက်မှာပဲပေါ့သိသည်ဖြစ်စေမသိသည်ဖြစ်စေငါသွားနေတဲ့လမ်းဒီဘောလမ်းလို့သိချင်မှသိမှာမသိရင်ပဲလို့ဒီလမ်းပေါ်လျှောက်ရင်မရောက်ဘူးလားရောက်လာမှာပဲအချိန်တန်ရောက်လာအဲ့ဒါမျိုးလို့အလုပ်တစ်ခုကမှန်ကန်တဲ့လမ်းကြောင်းပေါ်တက်ပြီးလုံနေပြီဆိုရင်ရောက်ပြေးကြတယ်မရောက်မရှိဘူးနောက်တစ်ခုကဘာလို့ဆိုရင်ကလျာဏမိတ်တတာမိကောင်းဆွေကောင်းတွေရှိရတယ်မိကောင်းဆွေကောင်းဆိုတဲ့နေရာမှာနှစ်ခုယူလို့ရတယ်ကိုယ်စီးပွားရေးပဲငွေကြေးဒနာအထောက်အကူပေးမယ်အကြံဉာဏ်တွေပေးမယ်အချို့နိုင်ငံနဲ့ဆိုလို့ရှိရင်စီးပွားရေးအကြံပေးပုဂ္ဂိုလ်တွေနိုင်ငံမှာငှားတော်ထားငှားရမ်းပြီးတော့အသုံးပြုရကြံပေးပုဂ္ဂိုလ်ဝိကျေဒနာအထောက်အကူဆိုတာလေလိုအပ်တယ်အဲဒီလိုထောက်ကူပေးမဲ့ပုဂ္ဂိုလ်အကြံဉာဏ်ပေးမဲ့ပုဂ္ဂိုလ်ဆိုတဲ့မိတ်ကောင်းဆွေကောင်းနောက်တနည်းပြောရမယ်ဆိုလို့ရှိရင်ရလာတဲ့စည်းစိမ်ဥစ္စာကောင်းတဲ့ဘက်မှာအသုံးချမယ်ပုဂ္ဂိုလ်မျိုးသူတော်ကောင်းမျိုးမိတ်ကောင်းဆွေကောင်းပဲဒီလိုဆိုလို့နော်ရလာတဲ့ပစ္စည်းဥစ္စာကိုမဟုတ်တဲ့နေရာအသုံးချပြီးတော့သုံးချုံပြစ်လိုက်လို့ရှိရင်ဒီစီးပွားဥစ္စာပျက်စီးသွားနိုင်တယ်ဒါကြောင့်လို့မှန်မှန်ကန်ကန်နေရာမှာအသုံးပြုတဲ့လူတော်လူကောင်းတောက်စားအကစားတွေနဲ့ဆိုရင်ပစ္စည်းဆိုတာပြတ်သွားတတ်တယ်အဲ့ဒီလိုမဖြစ်အောင်စီးပွားဥစ္စာချမ်းသာကြွယ်ဝဖို့ဆိုတဲ့အတွက်ဒီအခြေအနေကောင်းဖော်ဆောင်ပေးဖို့ဒီလေးချက်နဲ့စီးပွားဥစ္စာတိုးတက်ဖို့ရအတွက်ဖော်ဆောင်ပေးရမယ်ဒီတိုင်းဆိုရင်လူတွေရဲ့ချမ်းသာကြွယ်ဝခြင်းနဲ့ဆိုတဲ့ဆန္ဒဖြည့်ဆည်းပြီးသားဖြစ်သွားဆန္ဒအတိုင်းဒါအလုံးလုံးပြီးအတွက်ကြောင့်ချမ်းသာကြွယ်ဝမှုဆိုတာရလာမှာပဲသိကြအဲ့တော့ချမ်းသာကြွယ်ဝလာတဲ့ပစ္စည်းဥစ္စာတွေနဲ့ပတ်သက်ပြီးတော့ဘာသာမှာလူတွေရတဲ့ပစ္စည်းဥစ္စာရိုးပေါက်ကြီး6ပေါက်ရှိသေးတယ်တတိထားတတ်ဖို့လောက်ပဲချမ်းသာရိုးပေါက်ကြီးတွေမပိတ်ဆို့ဘူးဆိုလို့ရှိရင်စီးပွားဥစ္စာအယိုကျပျက်စီးသွားမှာဥပမာပဲ CO ကအပေါက်ရှိတယ်အပေါက်ရှိတဲ့ CO နဲ့စီထည့်ထားမယ်ဆိုလို့ရှိရင်ရိုးစိတ်ထွက်တာနဲ့စီတွေကုန်သွားမှာပဲရေအိုးဆိုလို့ရှိရင်လည်းစိတ်ပြီးတော့ရိုးနေတဲ့ရေအိုးနဲ့ရေထည့်ထားလို့ရှိရင်စိတ်ပြီးရိုးထွက်လို့ရေဟာကုန်မှာပဲအဲ့ဒါမျိုးလိုပဲရှာလို့ဖွေလို့ရလာတဲ့စီးပွားဥစ္စာတွေယူပေါက်ဆိုတာရှိသေးတယ်ဒါလည်းဘုရားဟောထားတာနော်အဲ့ဒီယူပေါက်တွေကိုကိုယ်တဏ္ဍမှာမထားမိဖို့ဖယ်ရှားထားဖို့လိုအပ်တယ်တဲ့ယူပေါက်ဆိုတာနဲ့ပတ်သက်တဲ့ယူပေါက်ကကိုယ်နဲ့သက်ဆိုင်တဲ့
စီးပွားဥစ္စာမတည်ထမ်းနိုင်တဲ့ရေပေါက်6ပေါက်ဆိုနတ်သားတစ်ယောက်ရဲ့အမေကိုနတ်သားတစ်ယောက်ကစီးပွားဥစ္စာရေကျပျက်စီးစေနိုင်တဲ့ရေပေါက်ကြီးတွေလောကမှာဘယ်နှခုရှိသလဲနတ်တွေကလည်းပဲလူတွေရဲ့ဘဝကိုစိတ်ဝင်စားလို့မေးတာလည်းဖြစ်နိုင်တယ်။ဘာလို့လဲဆိုတော့နတ်ဆိုတာလည်းလူဘဝကသွားတာလေဘုရားဘာသာတရားတော်ရဆိုလူဘဝမှာကောင်းမှုကုသိုလ်တွေလုပ်ပြီးတော့နတ်ဘဝရောက်သွားတာ။အဲဒါရောက်သွားတဲ့အခါမှာထိုက်တဲ့လောက်အတွေ့အကြုံရတိနေချ။ဒါကြောင့်မို့စီးပွားဥစ္စာမတည်နိုင်တော့အပေါက်ကြီးလူတွေမှာစီးပွားဥစ္စာရေကျပျက်စီးဖို့အတွက်ရေပေါက်ကြီးတွေပဲတစ်ပေါက်ရှိပါသလဲလို့မြတ်စွာဘုရားကိုမေးတဲ့အခါဘုရားဖြေထားတာရှိတယ်။သစိတ်ဓာနိလောကတမိယထဝိတ္တံနတ္တိဋ္ဌိဆိုလိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုယထဝိတ္တံနတ္တိဋ္ဌိဝိတ္တဆိုတာလူတွေလိုချင်တဲ့စီးပွားဥစ္စာလူတွေလိုချင်တဲ့စီးပွားဥစ္စာတွေဟာမတည်ထမ်းနိုင်တဲ့ရေပေါက်ကြီးက6ခုရှိတယ်တဲ့လောကမှာအဲ့ဒီ6ခုကိုပိတ်ဆို့နိုင်ဖို့လိုတယ်မပိတ်ဆို့လို့ရှိရင်ပင်ပန်းပန်းရှာထားတဲ့ဥစ္စာဒနာတွေတို့မို့မိဘဘိုးဝါးတွေရှာထားလို့အမွေရတဲ့ဥစ္စာဒနာတွေတို့မို့ကံပေးလို့ရထားတဲ့ဥစ္စာဒနာတွေဟာယူကျသွားနိုင်နေတယ်ပျက်စီးသွားနိုင်တယ်လူဆိုတာအမျိုးမျိုးရှိတယ်ကိုယ့်ကိုပင်ပန်းပန်းရှာထားတဲ့ရှာရတဲ့လူကလည်းရှိသေးတယ်မိဘအမွေရလို့ထိုင်စားရတဲ့လူကလည်းရှိသေးတယ်ကံကောင်းတာနဲ့ကိုမိဘအစီကလည်းမဟုတ်ဘူးအချောင်ရလိုက်တဲ့အမွေကလည်းရှိတတ်သေးတယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ရလာတဲ့စီးပွားဥစ္စာတွေယူကျပျက်စီးသွားခြင်းမရှိအောင်ယူပေါက်တွေကိုလုံးလုံးပိတ်ထားဖို့လိုအပ်တဲ့ယူပေါက်ဆိုတာအပြင်ကလာတာမဟုတ်ဘူးအဲ့ဒီမှာမြတ်စွာဘုရားကယူပေါက်6ပေါက်ဆိုတာကိုခေါ်ထားတာရှိတယ်ဒါလည်းအလေးနဲ့ထားပြီးတော့မှတ်သားဖို့ရည်ကြည့်တယ်ပေါ့လေးနဲ့ထားတဲ့အရာတစ်ခုပဲရလာတဲ့စီးစိမ်ဥစ္စာတွေကိုယ်တဏ္ဍာမှာတည်ထက်ခိုင်မြဲနေဖို့နံပါတ်1ယူပေါက်ကဘာလဲလို့ဆိုရင်အာလတ္တယအပြင်းထူခြင်းစီးစိမ်ဥစ္စာချမ်းသာကြွယ်ဝတဲ့လူတွေဟာပြင်းထူဒါဟုတ်တထေးသားတွေကများသောအားဖြင့်မွဲတော်တာပဲများမိဘဆရာရတဲ့အမွေတွေထိုင်စားသုံးဖြုံပြီးတော့တထေးသားတွေကနောက်ဆုံးကျတော့မွဲတော်ပြင်းထူတာကိုယ်ကိုယ်တိုင်အခြေခံကနေစားပြီးတော့ရှာဖွေလောက်ကင်လာလို့ရလာတဲ့စုဆောင်းထားတဲ့စီးစိမ်ဥစ္စာတွေကိုအလွယ်တကူရထားတဲ့ပုဂ္ဂိုလ်တန်ဖိုးမထားတတ်ဖက်နဲ့ဒီပစ္စည်းဥစ္စာတွေကိုထိမ့်ဖို့သိမ့်ဖို့ဆိုတာဒီနားမလဲပဲနဲ့အပြင်းထူနေလို့ရှိရင်စီးပွားဥစ္စာတိုးတက်အောင်မလုပ်နိုင်ဘူးရှိထားတဲ့စီးစိမ်ဥစ္စာတွေတိုးအောင်မလုပ်နိုင်ဘူးအပြင်းထူနေမယ်အာလတိယအပြင်းထူထိုင်ပြီးရင်လည်းထတော့အိမ်ပြီးရင်လည်းထတော့တပိတ်ဆိုင်သွားထိုင်တနေ့ကုန်ကစားဝိုင်းသွားငေးတနေ့ကုန်ထတော့ရောက်တဲ့နေရာမှာငေးမောပြီးတော့တော့မဲ့အလုပ်တွေအချိန်ကုန်ခံပြီးမလုပ်ဘဲနဲ့နေတဲ့ပုဂ္ဂိုလ်ဒါကိုအပြင်းထူတယ်လို့ခေါ်တာနော်ပြင်းတယ်မြန်မာနိုင်ငံမှာတပိတ်ဆိုင်ထိုင်ပြီးတော့နေရောညရောအချိန်ဖြုံးနေတဲ့လူငယ်လူရွယ်တွေကလည်းအများကြီးပဲစင်ကာပူတို့မလေးရှားတို့ရောက်သွားတဲ့အခါကျတော့ရားလို့တော့မကုတ်နိုင်တော့ဘူးအဲ့ဒီမှာတပိတ်ဆိုင်ထိုင်ပြီးတော့အေးဆေးဆေးနေတဲ့လူတွေဟာဟောကြတော့မနေ့ဆိုစောဤထလို့ရပြီလေအဲ့ဒီကျတော့ဓမ္မပြည်မှာနေတော့ကအဲ့ဒီလိုတော့လုပ်ပဲဆိုလို့ရှိရင်ထိုက်တဲ့တော့ကြီးပွားကြမှာပါမကြီးပွားမရှိပါ
တော်တော်များများကအပြင်းထူပြီးတော့အလုံးမလုံးချတာများအလုံးမလုံးသည့်အတွက်ကြောင့်ချီးပွားတိုးတက်မှုတွေမရှိနိုင်ပြောတဲ့အခါကျတော့အလုံးမရှိလို့ရှိတဲ့အလုံးကျတော့မလုံးချင်လို့ပေါ့နော်မရှိတာကြတော့အလုံးမရှိလို့ဘယ်ရှိမလဲလုံးချင်တဲ့အလုံးမှမဟုတ်တာဟုတ်ဒါဖြစ်ပြနေတာကိုပြောပြနော်တော့မှပြင်းတဲ့ပုဂ္ဂိုလ်တွေနိုင်ငံခြားရောက်ပြီးရှင်ပြပြီးလုံးကြရပြီဆိုတဲ့အခါကျတော့အပြင်းထူလို့မရတော့ဒါကြိုးစားကြဒါကြိုးစားစာသင်နိုင်တွေမှာလည်းပဲဘုန်းကြီးတွေသီလရှင်တွေစာပြကြတယ်ကြိုးစားကြအပြင်းထူနေတဲ့ပုဂ္ဂိုလ်ဟာသူများစာရပြီပဲစာမရဘူးသူများစာဝဲအောင်မအောင်ဒီလိုဖြစ်တာစီးပွားရေးမှာလည်းပဲမတိုးတက်နိုင်ဒါကြောင့်အပြင်းထူမှုဟာဒီနေရာမှာတော့မိခွန်းရှင်ကမေးတာကစီးပွားဥစ္စာတွေယိုကျတဲ့အပေါက်ကိုမေးတာပညာမရတဲ့အပေါက်ဆိုလို့ရှိရင်လည်းဒါပဲပြောရမှာနော်တိုးတက်ကြီးပွားခြင်းရဲ့ယိုကျပျက်စီးနိုင်တဲ့ပေါက်ဆိုလို့ရှိရင်ဒီအပြင်းထူတာအလားတရားအပြင်းထူမှုဒီရိုးပေါက်ကြီးတစ်ခုပါတဲ့ဒါကြောင့်အပြင်းမထူပဲနဲ့ကြိုးစားအထောက်ကြနေရန်တက်တက်ကြွကြွအလုံးလုံးစိတ်ကူးညံကူးတွေနဲ့လှုပ်ကြိုးစားနေတာမျိုးဖြစ်ရမယ်လို့ဒီလိုဆိုလို့နောက်တစ်ခုကပမာဒဒုတိယယိုကြပေါက်ကြီးကပမာဒတော့မဲ့အလုပ်တွေပေါ်မှာစိတ်မဆိုင်ဘူးတယ်လီဗီရှင်းကြည့်နေမယ်အပျော်ပါးတွေလိုက်မယ်ကစားဝိုင်းတွေမှာသွားနေမယ်ဒါတွေကိုပမာဒလို့ခေါ်တာပဲနော်အဲ့ဒီပမာဒမိမိလျော်ရောနေတာဟာလည်းပဲစီဝါဥစ္စာယိုကျပျက်စီးခြင်းရဲ့အပေါက်တစ်ခုပဲလို့ဒီလိုဟောတာများဆိုဗျာအပေါက်တွေဟောနံပါတ်3ကဘာလို့ဆိုရင်အနုဋ္ဌာဏဆိုတာခုနကအပြင်းထူတာအနုဋ္ဌာဏဆိုတာထားတာကြွားကြွားမရှိတာနော်ထားတာကြွားကြွားမရှိတာဟောရင်းပေါ့ဖြတ်ဖြတ်လက်လက်တက်တက်ကြွကြွမလုပ်တာလုပ်ပါရဲ့တက်တက်ကြွကြွမရှိဘူးအတ္တတရောမရှိဘူးကျွတ်တင်းနေမရှိဘူးအမြဲတမ်းနောက်ကျနေတယ်အဲ့ဒါလို့ကြိုးပမ်းအထောက်မှုမရှိတဲ့ပုဂ္ဂိုလ်အနုဋ္ဌာဒါလည်းပဲပျက်စီးဆုံးရှုံးခြင်းရဲ့အကြောင်းတစ်ခုပဲစီဝဥစ္စာတွေယိုကျပျက်စီးသွားနိုင်တယ်ပညာရေးနဲ့ပတ်သက်လာရင်မအောင်မြင်နိုင်ဘူးနောက်တစ်ခုကဘာလို့ဆိုအပ္ပံယမကိုချင်းဒီလားပြက်ပြားတယ်မထိန်သိမ်းဘူးစောင့်ရှောက်ဘူးကိုမထိန်သိမ်းဘူးကိုချင်းပတ်သက်ပြီးတော့ထိန်သိမ်းမှုမရှိဘူးကောင်းအောင်မနေဘူးမိကောင်းဖခင်တာသမီးပြီးမကောင်းတဲ့အကျင့်စရိုက်တွေမကျင့်မိအောင်ကိုထိန်ရနှုတ်ကိုထိန်သိမ်းစောင့်ရှောက်ရတယ်ကိုထိန်သိမ်းစောင့်ရှောက်ရကာယကံဝစီကံဒီတစ်ခုကိုထိန်သိမ်းနဲ့နေထိုင်ရမယ်ပေါ့ကိုချင်းတရားမပြတ်ပြားစေရကိုချင်းတရားပြတ်ပြားမှုဟာလည်းပဲစီးပွားရေးယိုကျပျက်စီးဖို့ရအပေါက်ကြီးတစ်ခုပဲကိုချင်းတရားပြတ်ပြားသွားရင်မရတော့မြတ်စွာဘုရားလက်ထက်တော်ခါကာလတော့အလုံးကြားဖို့ကြနိုင်မယ်ဒီဇလန်းကိုဗာရာဏသီပြည်ကဂရေ80မီလီယံနာမဟုတ်ဘူးဘီလီယံနာပေါ့အဲ့ဒီခေတ်ကဂရေဆိုတာဘီလီယံနာဂရေ80ကျော်သွားတဲ့တထေးကြီးရဲ့တူရီတော်သားနောက်တထေးတူကဂရေ80ကျော်သွားတဲ့တထေးတူမှာတူရီတော်သမီးနော်တထေးသားလည်း
မိဘတွေကဂရေ80ချမ်းသာတယ်တထေးသမီးကလည်းပဲဂရေ80ချမ်းသာကျွယ်ဝ160အဲ့ဓမ္မ2ယောက်ပေါင်းလိုက်တဲ့အခါဓမ္မချမ်းသာငွေကြေးတနာတွေကြည့်လိုက်မယ်ဆိုရင်သူတို့တသက်တာမကုန်နိုင်ဘူးလို့ပဲယူဆဒါကသူတို့မှရှိတဲ့ရွှေခင်းကအရေးအတွက်ကိုပြောတာလဲရာကိုင်းကျွန်းဥယျာဉ်ချမ်းမြေဒါတွေမပါသေးဘူးလို့ဆိုလို့တယ်အဲ့ဒါတော့ကျေဝချမ်းသာတဲ့တထေးသားဘာပညာမှမတတ်တော့ကိုယ့်ရဲ့ကိုချင်းတရားကိုမထိန်သိမ်းဆောက်ရှောက်နိုင်နောက်ဆုံးကြကိုချင်းတရားနောက်ပိုင်းမှာပြက်ပြားသွားတယ်ဆိုတာအယက်ဒေသတွေတောက်စားမူရစ်တယ်အယက်ဒေသတောက်စားမူရစ်ရင်ကနေပြီးတော့စီးပွားဥစ္စာတွေကိုတုံးဖြုံစားသုံးဖြစ်စီပြစ်တယ်နောက်ဆုံးကြတော့တက်80ကျော်80အရွယ်ကြီးမှာဘာဖြစ်သွားတော့ဆိုခွက်လက်ဆွဲပြီးတော့တောင်းစားရတဲ့ကြောင်းစားဘဝရောက်သွားတယ်နှစ်ယောက်စလုံးဒါကပါရဏတိတိမှာတကယ်ဖြစ်ပြခဲ့တဲ့ true story ဒါဒီကနေ့ခေတ်မှာရောမရှိဘူးလားလို့ဆိုလိုက်ပြီးတော့လေးလာလိုက်စားကြည့်ပဲဆိုရင်တော့ဓမ္မပြေမှာလည်းဒီလိုဥပမာတွေမရှိဘူးမဟုတ်ရှိတယ်နော်ဒါကိုချင်းတရားပြပြသွားလို့ရှိရင်စီးပွားဥစ္စာတွေကရိုးကျပျက်စီးသွားအကုန်ရိုးကျပျက်စီးသွားကုန်းကောဆရာမရှိအောင်ဖြစ်သွားတယ်နောက်ပိုင်းကျအဲ့ဒါကြောင့်မလို့သူကတန်ရမကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်နိုင်မှုဆိုတာဘုရားကအရေးကြီးတယ်လွန်ခဲ့တဲ့4-5-6 လလောက်ကလို့ထင်တယ်ဂျာနယ်တစ်စောင်ထဲမှာဖတ်လိုက်ရတယ်။ဘာကြောင့်ရေးထားတာလဲဆိုရန်ကုန်မြို့မှာဟိုးရှိတုန်းကရှိခဲ့တဲ့တရုတ်တထေးသားတယောက်အကြောင်းရေးထားတာရှိရန်ကုန်ရောက်တဲ့လူတွေကိုယ်ကိုင်းလမ်းဆုံးအဲ့ဒီနန်းတော်ကြီးလို့ဆောက်ထားတဲ့တရုတ်တထေးအိမ်ရှိတယ်ခဏထိရှိတော့မှအဲ့ဒါနော်အဲ့ဒီတထေးသားဟာနောက်တော့မှအလုံးနဲ့ပတ်သက်ပြီးတော့ကြိုးစားအထောက်မှုတွေအားပြော့လာတဲ့အခါကျွေးပတ်နဲ့ဝိုင်းပြီးတော့နောက်ဆုံးဟာဆင်းရဲတဲ့ဘဝရောက်သွားပြီမိဘကချမ်းသာတော့အားကြီးလို့နန်းတော်ကြီးလို့အိမ်ကြီးဝင်းကြီးခြံကြီးနဲ့ဆောက်ထားဖို့ပဲလို့နောက်ဆုံးမှမထိန်နိုင်တဲ့အခါကျတော့သွားတာချင်းချောင်း Palace လို့ခေါ်တယ်ချင်းချောင်းနန်းတော်ဆိုဒီနေ့ဒီရန်ကုန်မှာရှိတဲ့အဲ့တိုက်ကြီးอ่ะနောက်ဆုံးဟာဆင်းရဲသွားတယ်ဆိုတဲ့သတင်းဖတ်လိုက်ရတယ်ဒါတွေကအလဟတဆင်းရဲတာမဟုတ်ဘူးအခုပြောခဲ့တဲ့ယူပေါက်တွေမပိတ်နိုင်လို့ဆင်းရဲတာလို့ဒီလိုမှတ်နော်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်နေတာအလုံးလုံးချင်ဘူးအိတ်နေတယ်အိတ်ကျူးတယ်လောကမှာကျူးတာတွေရှိတယ်ကျူးတယ်ဆိုတာအလွန်အကျွံကိုကျူးတယ်လို့ခေါ်တယ်ဒုတ္တလို့လည်းသုံးတယ်အကစားအလွန်အကျွံကစားဝါဒနာပါတဲ့လူကိုအခဒုတ္တအရက်ကိုအလွန်အကျွံတောက်စားတဲ့ပုဂ္ဂိုလ်သူရဒုတ္တဒီလိုခေါ်တာပေါ့နော်အမျိုးသမီးတွေနဲ့ပတ်သက်တဲ့အလွန်အကျွံလုပ်တဲ့ပုဂ္ဂိုလ်တွေအဋ္ဌိဒုတ္တလို့ခေါ်ဒီပုဂ္ဂိုလ်တွေအားလုံးဟာပျက်စီးတာကြီးပဲနော်နောက်ဆုံးပျက်စီးသွားတာကြီးလို့ကောအဲ့ဒီတည်းပဲနောက်တစ်ခုတတ်တယ်လိုက်မိတ်တာအလွန်အကျွံအိတ်ဘယ်တော့ဖြစ်ဖြစ်အိတ်နေတာများလောလောမပြင်းအိတ်အဲ့ဒါလည်းပဲရိုးပေါက်ကြီးတစ်ခုပဲတဲ့
နောက်6ခုမြောက်ယူပေါင်းပါတော့ဆိုတန်ဒီဘယ်လို့ရပဲဖြစ်ဖြစ်တက်လက်ချက်ချမှုမရှိဘဲနဲ့ဖိနှဲလေးကန်ဖိနှဲလေးကန်နေတဲ့ပုဂ္ဂိုလ်တရားဘယ်တော့ဖြစ်ဖြစ်အောက်ကြနောက်ကြဖြစ်မယ်အောက်ကြနောက်ကြဖြစ်တယ်ဘယ်တော့မှဆိုနှိကွေးတယ်အလုံးလုံးတဲ့အခါမှာသူများလုပ်ပြီးမှလောက်ရတာဆိုနှိကွေးဥပမာတစ်ခုပြောမယ်ဆိုလို့ရှိရင်ဒီကနေ့အာရှနိုင်ငံတွေထဲမှာအားလုံးသိတဲ့အတိုင်းစင်ကာပူနိုင်ငံချမ်းသာတယ်လို့ပြောကြတယ်အရင်တော့စင်ကာပူနိုင်ငံဟာမြန်မာပြည်ကိုလာပြီးနမူနာယူပါစင်ကာပူနိုင်ငံလွတ်လပ်ရေးရတာဘယ်တော့မှမကြာသေးဘူးအင်္ဂလိပ်ခုနှစ်1956ခုလောက်ကမှရတာအဲ့ဒီတော့ကမလေးရှားရဲ့ပြည်နယ်တစ်ခုပဲဖြစ်တယ်အဲ့ဒါမှဘာမှမရှိဘူးရေတောင်မလေးရှားဘက်ကဝယ်တောင်းအောင်အဲ့ဒီနိုင်ငံတစ်ခုဟာဘာဖြစ်လို့ဒီကနေ့မှချမ်းသာကြွယ်ဝသွားတာလဲဘာဖြစ်လို့ချမ်းသာရတာလဲမေးကြည့်လိုက်မြတ်စွာဘုရားဟောတဲ့တရားတော်တွေအတိုင်းသိသည်ဖြစ်စေမသိသည်ဖြစ်စေဘုရားကအမှန်ကိုဟောတာလောကိုဟောတာဥပဒေကိုဟောတာမြတ်စွာဘုရားလမ်းကြောင်းကိုပဲဟောတာနော်ဒီလမ်းကြောင်းပေါ်မှာဘုရားဘာသာရှောက်ဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်ရှောက်ဒီလမ်းကြောင်းပေါ်ရှောက်ရင်ဒီစခန်းရောက်မှာပဲဒါသိကြတယ်ဘယ်လိုလဲလို့ပြောတာမဟုတ်ဘူးမြတ်စွာဘုရားအဲ့ဒီစင်ကာပူနိုင်ငံမြန်မာပြည်ကရန်ကုန်မြို့ကအင်တာမ advance ဖြစ်လို့စင်ကာပူနိုင်ငံမြို့ပြစီမံကိန်းကိုလုပ်တော့မယ်ဆိုတဲ့အခါရန်ကုန်ကိုလာပြီးတော့နမူနာယူတယ်ရန်ကင်းကတိုက်တန်းနေလာပြီးတော့နမူနာယူပြီးတော့အိမ်ယာစီမံကိန်းစာလုပ်တာနော်ဒါရမကဘူးကြီးပွားတိုးတက်အောင်ဘယ်လောက်ထိအောင်သူကကြိုးစားအားထုတ်ဖိနှဲတယ်ဆိုတာမရှိလေးကန်တယ်ဆိုတာမရှိအောင်မလုပ်စင်ကာပူစံတော်ချိန်အစ်စ်ကမြန်မာပြည်နဲ့ဘယ်လောက်မှမကွာဘူးဆိုပါတော့တဏှာကြီးကွာမယ်ဆိုရင်အခုတဏှာကြီးခွဲကွာအောင်လုပ်ထားအချိန်ကိုသူကစောပေးထားဘယ်စံချိန်ယူထားတော့ဆိုဟောင်ကောင်ရဲ့စံချိန်ကိုယူထားတာသူကဟောင်ကောင်ရဲ့စံတော်ချိန်ကိုယူထားပြီးတော့ဟောင်ကောင်ကလူတွေနိုးရင်စင်ကာပူကလူကနိုးဟောင်ကောင်ကလူတွေအလုပ်လုပ်ပြီးဆိုရင်စင်ကာပူကလူတွေလုပ်ဒါကြောင့်မလို့စင်ကာပူရောက်တဲ့မြန်မာတွေမနဲ့အစောကြီးထားသွားအလုပ်လုပ်ကြစင်ကာပူမှာအစောကြီးထားမနဲ့မိုးမလင်းနေဘူးသွားကုန်ပြီအလုပ်ခွင်ကိုဝင်ညာရဗမာပြည်မှာဒီမှာဆိုရင်9 နာရီ10 နာရီအလုပ်မဝင်သေးဘူးလေ9 နာရီဝင်ရမှာဆို10 နာရီတောင်လူမစုံကျင်ဘူးဟိုမှာမနဲ့4 နာရီ5 နာရီဆိုသွားကုန်မှာမရှိတော့ငါစံချိန်ယူထားတာတော့ဆိုဟောင်ကောင်ကစံချိန်ကိုယူထားဟောင်ကောင်နဲ့တစ်ချိန်လဲဘာဖြစ်လို့ဒီလိုလုပ်တာတော့ဆိုဟောင်ကောင်ဆိုတာအလုံးသိတဲ့အတိုင်းဗြိတိရှတိုင်တဲ့နယ်မြေတစ်ခုကိုအရင်ကအဲစီးပွားရေးကသူကဥရောပနဲ့ချိတ်ဆက်တာဒါကဘုရားကိုပြောပြတာနော်ဒါတွေကမသိတဲ့နာမဟုတ်သိတဲ့တော့ကလူတွေဟာသိတဲ့ဘာကြောင့်အောင်မြင်ကြီးပွားတယ်လဲဆိုတာသိတဲ့ဥရောပနဲ့ချိတ်ဆက်ထားတဲ့ဟောင်ကောင်နဲ့အချိန်ချင်းချိတ်လိုက်တဲ့အခါကျတော့ဥရောပကသတင်းတွေရောဘာရောသူဘယ်သူမှနောက်မကြတော့သူစံချိန်ပြီးလိုက်နိုင်တယ်နောက်ကြနောက်ကြတဲ့လူကသူများပြီးမှပဲကိုယ်ကသိရတာဖြစ်တယ်လေသူကပဲကုန်စည်နှုန်းတွေတို့ရွှေစည်းအတက်ကြတို့ဆိုပါတော့ငွေစည်းအတက်ကြတို့ဆိုသူများပြီးလို့ရောင်းပြီးကုန်ပြီးသူများကနေပြီးတော့ဟုတ်လားဈေးကြလို့ဆိုပြီးတော့ထိမ့်ပြီးကုန်ပြီးကိုယ်ကနောက်မှသိတယ်နောက်ကနေလိုက်ရသူတို့ကအဲ့ဒါလိုမဖြစ်အောင်လုပ်တာလို့တောင်းမို့လို့ဘာမှမရှိတဲ့နိုင်ငံကြီးပွားတိုးတက်သွားတာဆိုလိုတာကအခုရသော်ဘုရားဟောတဲ့ထဲမှာကြည့်ကန္ဒီတဲ့
လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မဖိနှောရဘူးတွက်လက်ချစ်ချာကိုကစောရဒီလိုဆိုလို့လားနော်အားလုံးဟာချွတ်တင်ပြီးတော့ဒီလိုရှိနေရမရှိဘူးဆိုလို့ရှိရင်စီဝါကျိုးကြပျက်စီးသွားနိုင်တယ်ဒါကမြတ်စွာဘုရားကိုယ်တိုင်ဟောထားခဲ့တဲ့တန်ရုပ်ပါဠိတော်မှာပါတဲ့ရှိုးပေါက်ကြီး6ပေါက်မြတ်စွာဘုရားဟာတရားဝါရဲ့အကျိုးကိုကြည့်တဲ့အခါနေရာရောက်ကြောင်းတစ်မျိုးတည်းဟောတာမဟုတ်ဘူးဒီဘဝဘယ်လိုနေစီးပွားချမ်းသာတွေတိုးတက်နိုင်လဲဆိုတာကိုလည်းမြတ်စွာဘုရားဟောပေးထားဒါကြောင့်မို့လို့ဘုရားရဲ့ပိဋကတ်3ပုံကိုလေ့လာလိုက်မယ်ဆိုလို့ရှိရင်ပိဋကတ်3ပုံထဲမှာစီးပွားရေးနည်းပညာတွေရှိတယ်လူမှုရေးနည်းပညာတွေရှိတယ်အများကြီးပဲမြတ်စွာဘုရားဟောထားတဲ့အထက်မှာနည်းပညာတွေအများကြီးဟောထားတယ်တဏ္ဍအပေါ်ယံလောက်ကြည့်ပြီးတော့ဘာဝတိလတို့ဥပုသ်ဆောင်တာတို့ဘလောက်တင်ကြည့်ပြီးတော့ဒါနကောင်းမှုလေးလုပ်တာတို့သီလဆောက်တည်တာတို့ကမ္မထာဘာဝနာပွားများတာတို့ဒါလောက်ပဲဘုရားဘာသာအလုပ်လို့ထင်ပြီးတော့နေမယ်ဆိုလို့ရှိရင်လောကကြီးကမပြည့်စုံလူဆန္ဒအကုန်မဖြစ်စေနိုင်ဘူးဒီဘာသာတရားဘာသာတရားတွေထဲမှာဘုရားဘာသာဟာလူဆန္ဒကိုအပြည့်အဝဖြည့်ဆည်းနိုင်တဲ့ဘာသာတရားတစ်ခုဖြစ်တယ်။စီးပွားဥစ္စာတိုးတက်ခြင်းနဲ့ဆိုရင်တိုးတက်တဲ့နိလန်းနေရဆိုပြဟောတာ။ဒုတိယဆန္ဒဖြစ်တဲ့နိဗ္ဗာန်ရောက်ခြင်းနဲ့ဆိုရင်တခြားဘာသာမှာနိဗ္ဗာန်ရောက်ခြင်းလို့ဆန္ဒရှိအောင်ရောက်နိုင်တဲ့နိလန်းမရှိဘူး။နော်ရောက်နိုင်တဲ့နိလန်းမရှိဘူး။ယန္တန်ပြောခြင်းတော့ပြောမှာပေါ့တကယ်ရောက်နိုင်တဲ့နိလန်းမရှိဘူး။သူတို့ဘဝကောင်းကင်ဘုံမှာပဲလမ်းဆုံးတာလေကောင်းကင်ဘုံတောင်ရောက်ဖို့လွယ်တာမှမဟုတ်ပဲနဲ့ဂျေရုနဲ့တက်သွားတာမှသိကြလေဦးမယ်နော်အဲ့ဒီမှာကောင်းကင်ဘုံရောက်ဖို့ဆိုတာလွယ်တာမှမဟုတ်တာအဲ့တော့မြတ်စွာဘုရားကတော့ဒီဘုရားဘာသာတရားတော်ဟာခြေခြေမြင့်မြင့်အရင်ကရှိဓမ္မတိတာကိုမသိလို့တကယ်ကြည့်မယ်ဆိုရင်ဘုရားဘာသာရဲ့တရားတော်ဟာအခြေချင်းမြင့်မြင့်အကုန်လုံးရှိတယ်။ကြီးပွားတိုးတက်ခြင်းလည်းအခြေနဲ့အမြင့်နဲ့တဏှာရဲ့ဘုကလွတ်ခြင်းနဲ့ဆိုရင်လည်းအခြေအမြင့်နဲ့ဒီလိုခေါ်တာ။ဘာမှရောင်ဝါးဝါးနဲ့ဒါမရှိဘူး။ဒီနေရာမှာရောင်ဝါးလုပ်ပြီးတော့လည်းညှို့အကုန်လုံးတိတိကျကျမြတ်စွာဘုရားဟောတာဒါတွေလို့ရင်ကြီးပွားမယ်ဒါတွေလို့ရင်ဆုပ်ယုံမယ်ပြပြမယ်အကုန်ဟောတာလားမြတ်စွာမင်္ဂလာတုတ်တို့ဘာလို့ကြည့်ပေါ့ဘုရားကြီးပွားတိုးတက်ရေးအကြောင်းတွေဟောထားတာတကယ်ကိုစစ်မှန်တယ်လက်တွေ့အမတန်မှကြမြတ်စွာဘုရားရဲ့တရားတော်တွေဟာလူကိုဘုဟုပြုတဲ့တရားပဲအခုဒီပညာရေးတောင်မှကလေးဘ ਹੁ ပြုပညာလူဘ ਹੁ ပြုတဲ့ပညာရေးဆိုပြီးတော့ခုမှလာပြီးတော့အတန်နေထွက်မြတ်စွာဘုရားဟောတဲ့တရားအငကိုယ်တည်းက human centered religion ပဲလူကိုဘ ਹੁ ပြုတဲ့ဘာသာတရားပဲလူကိုဘ ਹੁ ပြုပြီးတော့ဟောတဲ့တရားတခြားဘာသာတရားတွေက God centered religionခေါ်လို့ခေါ်တဲ့ကောင်းကင်ဘုံကနတ်ဘုရားကိုဗဟုပြုပြီးတော့ဟောတဲ့တရားတွေရှိပဲအကုန်လုံးအားလုံးဟာနတ်ဘုရားရဲ့အလိုကြပဲမြတ်စွာဘုရားဟောတဲ့တရားကနတ်ဘုရားအလိုကြဆိုတခုမှမပါလူသားတွေရဲ့နှလုံးသားလူသားတွေရဲ့အသိဉာဏ်လူသားတွေရဲ့စိတ် mind center religion လူရဲ့စိတ်တက်ပေါ့မူတည်ပြီးတော့ဟောတာတွေကြီးလူနဲ့ပတ်သက်တယ်ဒါတွေကိုမလေးလာပဲနဲ့နေရင်မသိဘူးမလေးလာတဲ့နဲ့ကိုကိုးကွယ်နေတဲ့ဘာသာတရားဟာဘယ်လိုဘာသာတရားလဲဆိုတာလူတိုင်းလေးလာတဲ့မလေးလာပဲနဲ့ရှောင်းတောင်းပေါတောင်းရောဝါမလုပ်သင့်ဘူးနော်
ရောင်ရောင်ဝဝလုပ်လို့ရှိရင်တော့ဘာမှဘယ်ဟာရောင်ချမလုပ်နဲ့တိတိကျကျသိအောင်ကြိုးစားအလေးနဲ့ထားရမယ်လို့ဒီလိုဆိုလို့အဲ့တော့မြတ်စွာဘုရားကစီးပွားရှာဖို့တိုက်တွန်းတာကြည့်အခုကစီးပွားဖြစ်နိုင်တဲ့နန်းလေးတွေကိုမြတ်စွာဘုရားပြထားတယ်ဒါဖြင့်စီးပွားရှာရင်မြတ်စွာဘုရားဘယ်လိုစီးပွားရှာရမလဲအကောင်းဆုံးစီးပွားရှာနည်းကားကိုမြတ်စွာဘုရားစီးပွားရှာတဲ့ပုဂ္ဂိုလ်ရဲ့အမျိုးအစားထဲမှာအကောင်းဆုံးလူသားဘယ်ပုဂ္ဂိုလ်ဖြစ်နိုင်လို့ဆိုရင်စီးပွားရှာပြီဆိုရင်ဓမ္မလမ်းကြောင်းနဲ့စီးပွားရှာဓမ္မလမ်းကြောင်းဆိုတာမတရားတစ်ဖြင့်စီးပွားမရှာဘူးမတရားတစ်ဖြင့်စီးပွားရှာတယ်ဆိုတာဒုစရိုက်နဲ့စီးပွားမရှာဘူးဒုစရိုက်နဲ့စီးပွားမရှာဘူးဆိုတာသူများအသက်တတ်ပြီးတော့စီးပွားမရှာဘူးသူများဥစ္စာခိုးပြီးတော့စီးပွားမရှာဘူးသူတော်ဘာသမယစောကားပြစ်မှားပြီးစီးပွားမရှာဘူးလိန်ပြောပြီးစီးပွားမရှာဘူးဒီလိုဆိုလို့တာဒုစရိုက်10ပါးနဲ့စီးပွားမရှာဘူးအဲ့ဒါကိုတရားတစ်ဖြင့်စီးပွားရှာတယ်လို့ခေါ်တယ်ဒါလေးမပါဘူးနောက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့ထဲမှာဘုရားကိုယုံကြည်ကိုးကွယ်တဲ့ဥပဒကာတွေဟာအယောင်းဝယ်မလုပ်တဲ့ဘူးလို့ဘုရားကပြောထားတာ၅ခုရှိအယောင်းဝယ်လုပ်ပြီးတော့တမွေးဝမ်းကြောင်းမလုပ်တဲ့ဘူးတဲ့ဘုရားဘာသာဖြစ်လာရင်ဒီအယောင်းဝယ်မလုပ်တဲ့တာရှိတယ်။ဘာလဲလို့ဆိုရင်လူတတ်တဲ့လက်နဲ့တွေအယောင်းဝယ်မလုပ်အောင်လက်နဲ့အယောင်းဝယ်နဲ့အသက်မမွေးရမန္တဝနိစ္စသားကောင်လေးတတ်ပြီးတော့အသားရောင်းနဲ့နေနဲ့လည်းအသက်မမွေးရသတ္တဝနိစ္စလူတွေကိုကြုံဖြစ်ခိုင်းဖို့ရအတွက်လူကိုမကူရဒါကြည့်ရှင်းတော့ကြရဟောတာခုခေတ်မှာလူကိုကူတာမဟုတ်ဘူးမြတ်စွာဘုရားဟောထားတဲ့ထဲမှာပါတယ်တတ္တဝနိစ္စဆိုတာလူကိုကူတာကိုပြောတာသူတစ်ပါးကိုကြုံဖြစ်ရောင်းစားတာမျိုးပဲလူကိုကူတဲ့အနည်းနဲ့အတ္တမမွေးဝမ်းကြောင်းပြောရဘူးနောက်တစ်ခုကအစိတ်လူတွေကိုတည်စေတတ်တဲ့အစိတ်တတ္တဝါတွေကိုတည်စေတတ်တဲ့အစိတ်ကိုအယောင်းဝယ်မလုပ်ရဘူးနောက်တစ်ခုကမစ္ဆဝနိစ္စမူရစေဝအယောင်းဝယ်မလုပ်ရဘူးဒါရီဟာလူရဲ့အကျိုးပြုလုပ်ငန်းတွေမဟုတ်ဘူးလူသားကြီးတရားလုံးကိုပျက်စီးအောင်လုပ်တဲ့ဟာတွေဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကအပြစ်ရှိတဲ့ဟာတွေကိုမလုပ်ရဘူးလို့လုပ်တဲ့လို့ဒီလိုဒီကနေလွတ်တဲ့စီးပွားရေးတွေအများကြီးရှိတယ်အဲ့ဒီကနေလွတ်ပြီးတော့ကောင်းကောင်းဝင်စီးပွားရှာတာဟာတရားတစ်ဖြင့်စီးပွားရှာတယ်ဓမ္မိယလက်ထကိုယ်တိုင်ကြိုးစားအားထုတ်ပြီးတော့ရတဲ့စီးပွားမျိုးရှာရမယ်လို့မြတ်စွာဘုရားစီးပွားရှာတဲ့အခါပြစ်ကင်းတဲ့စီးပွားရေးလုပ်ဖို့ဘယ်လိုခေါ်တာကဲစီးပွားရှာပြီးရင်ဘာလုပ်ရမလို့ဆိုစီးပွားရှာပြီးရင်ကိုယ့်အတွက်ချမ်းသာအောင်အသုံးပြုမယ်ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်မိသားစုအတွက်ချမ်းသာအောင်အသုံးပြုမယ်နော်ကိုယ်အတွက်အသုံးပြုတယ်ကိုယ်မိဘအတွက်အသုံးပြုတယ်ကိုယ်မိသားစုအတွက်အသုံးပြုတယ်မိတ်ဆွေသင်္ကားတွေအတွက်အသုံးပြုတယ်ဟောရှာထားတဲ့စီးပွားကိုအသုံးချနောက်တတိယအချက်ကဘာလို့ဆိုကုသိုလ်ကောင်းမှုလုပ်တယ်ရထားတဲ့စီးပွားဥစ္စာဟာနေကုသိုလ်ကောင်းမှုလုပ်တယ်ကြည့်စီးပွားရအောင်ရှာတာကလည်းတရားတစ်ဖြင့်ရှာတယ်ရလာတဲ့စီးပွားဥစ္စာကိုမိမိနဲ့မိမိမိသားစုချမ်းသာအောင်အသုံးပြုတယ်နံပါတ်3ကုသိုလ်ကောင်းမှုလုပ်တယ်နံပါတ်4ဘာလို့အပ်တော့ဆိုအဲ့ဒီစီးပွားဥစ္စာပေါ်မှာမဲ့မောမောတွေ့တာမရှိပဲနဲ့နော်စွန့်နိုင်လွတ်နိုင်ပြီးတော့ဒီစီးပွားဥစ္စာဟာသင်္ခါရပဲတနေ့ကြလို့ရှိရင်တော့ပစ္စည်းကတော့လဲလူကိုစွန့်လူကတော့လဲပစ္စည်းကိုစွန့်ဘယ်ရာမှမမြဲဘူးဆိုတဲ့ဆင်ခြင်တုံတရားနဲ့ပစ္စည်းကိုအသုံးပြုရမယ်တဲ့ဟောတွေ့တာမရှိအလုံးဒီ၄ချက်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာတကယ်အတော်ဆုံး
စီးပွားကိုအသုံးပြုတဲ့ပုဂ္ဂိုလ်လို့ဒီလိုယူရအကောင်းဆုံးပုဂ္ဂိုလ်စရင်ထဲမှာဒီပုဂ္ဂိုလ်ကပါဒါလည်းမြတ်စွာဘုရားဟောထားတဲ့တရားပဲကောင်းပြီလူရဲ့ဆန္ဒစီးပွားဥစ္စာတွေတိုးတက်ခြင်းလို့ကြိုးစားအထောက်ပါပြီတဲ့ဒီဘဝမှာအခုလိုအခြေအနေကောင်းတွေပေါ်မှာမူတည်ပြီးတော့စီးပွားဥစ္စာလို့စီးပွားဥစ္စာတွေဖြစ်ထွန်းလာပါပြီနောက်ဘဝကောင်းဖို့ရအတွက်ကဘာတွေလိုအပ်တာတော့ဆိုတရားတရားရှိရမယ်သီလရှိရမယ်သုဒ္ဓဆိုတဲ့အကြအမြင်ရှိရမယ်စာခဆိုတဲ့စွန့်လွတ်မှုရှိရမယ်ပညာလို့ဆိုတဲ့အသိပညာရှိရမယ်ဒီအချက်တွေဟာအမှန်တမ်းအရေးကြီးတယ်လို့ဆိုလို့တတ္တသီလသုဒ္ဓစာခပညာအဲ့ဒီ၅မျိုးသို့မဟုတ်တတ္တသီလစာခပညာဒီလေးမျိုးဒီရည်ချင်းတွေနဲ့ရှိပြီဆိုတဲ့ပုဂ္ဂိုလ်တရားတရားလို့ဆိုတဲ့ကံကံရဲ့အကျိုးကိုယုံကြည်မှုစေရနာတော်ရဲ့ဂုဏ်ကိုယုံကြည်မှုဆိုတဲ့တရားစွမ်းအားရှိနေတဲ့ပုဂ္ဂိုလ်ဟာကိုယ်ကျင့်တရားကောင်းတဲ့လူဖြစ်တယ်သီလကိုယ်ကျင့်တရားကောင်းတဲ့အတွက်ကြောင့်စာကဆွတ်လွတ်နိုင်မှုရှိတယ်ပညာတဲ့နာပြည့်ရှိတာနဲ့မရှိတာခွဲခြားသိနိုင်စွာပညာရှိတယ်ဟောဒီအချက်တွေနဲ့ပြည့်စုံလာတဲ့ပုဂ္ဂိုလ်တယောက်ဟာနော်ဒီဘဝမှာလည်းပဲဒီရည်ချင်းတွေကထိမ့်သိမ်းဆော့ရှောက်ပြီးနောက်ဘဝအတွက်လည်းချမ်းသာဒုက္ခကိုရနိုင်တဲ့အရည်ချင်းတွေပဲလို့လူရဲ့ဆန္ဒဒီဘဝလည်းမိသားစုနဲ့တိုက်တိုက်ဝုန်းဝုန်းပျော်ပျော်ရွှင်ရွှင်နဲ့အောင်အောင်မြင်မြင်စီးပွားရေးအောင်အောင်မြင်မြင်နဲ့ချမ်းချမ်းသာသာနေထိုင်ပြီးမပူပင်မကြောက်ကြပဲမတောင်းတတိုးဆောင်စားတော့ကြပြီးနောက်ဘဝမှာလည်းပဲကောင်းတဲ့သူတွေရောက်ရမယ်လို့ဆိုတဲ့လူရဲ့ဆန္ဒပဲဒီအချက်တွေနဲ့တင်လုံလောက်ပါတယ်တဲ့အကုန်လုံးဒါလို့ဆိုရင်လုံလောက်ပြီနောက်ဘဝကောင်းတဲ့သူတွေရောက်ဖို့အတွက်လည်းလုံလောက်ပါပြီဒါဆိုရင်ဒါကပထမလူဆန္ဒဒီစနစ်အတိုင်းလိုက်တာจิตသုံးခြင်းဖြစ်ရနိုင်တယ်လို့ဒီလိုမှတ်သားကြအဲ့ဒီလိုမဟုတ်ဘူးတန်မြတ်ဝုကလွတ်ချင်တယ်ဆိုရင်တော့အဆင့်တစ်ခုထပ်ပြီးတော့တိုးရလိမ့်မယ်လူတွေရဲ့ဒုတိယမြောက်တကယ်ကိုတန်မြတ်ဝုကိုညီးငွေ့ပြီးတော့နိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်တွေရဲ့ဆန္ဒဘယ်လိုလုပ်တဲ့လဲဆိုတာမျက်ပြန်ညာကြတာမှရှင်းပြီးတော့ဟောပြောပါအခုဒီနေ့ညမှာအခြေခံအားဖြင့်လူဆန္ဒဖြစ်စည်းဖို့ရအတွက်မှန်ကန်တဲ့နိလန်းလေးကိုမြတ်စွာဘုရားဟောထားတာထိုတုတ်တံကထုတ်တော့ပြီးတော့မှတ်သားကြရအောင်ဟောပြောတာဖြစ်တယ်။ဒါကြောင့်တရားရှင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မအတိုင်းမိမိကိုယ်တိုင်ကဗုဒ္ဓံတရဏံကိစ္ဆာမိမြတ်စွာဘုရားကိုကိုးကွယ်ပါကိုးကွယ်ရလို့စိတ်ကပ်ပါတယ်ဆိုတာဒီလိုအဆုံးအမတွေလိုချင်လို့ဘုရားကိုကိုးကွယ်ဒီအဆုံးအမတွေရပါရဲ့တန်းနဲ့မလိုက်နာဘူးဆိုလို့ရှိရင်တော့မြတ်စွာဘုရားရဲ့အပြစ်မဟုတ်ဘူးဖြစ်တယ်ပေါ့ဒါကြောင့်ဒီအဆုံးအမတွေရအောင်ဘုရားကိုးကွယ်တယ်ကိုးကွယ်ရကြိုးနှက်အောင်ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မအတိုင်းလိုက်နာကျင့်သုံးခြင်းဖြစ်လာရင်ဒီဘဝလူတွေရဲ့ဆန္ဒကိုဖြည့်ဆည်းနိုင်မှာဖြစ်တယ်လို့ကိုယ်စီသဘောကျကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးပါးဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးပါးဖြံငြိမ်းချမ်းကြပါစေ
စေ သက်ရှိချမ်းသာ သေတံမာ စိတ်ချမ်းသာ စိတ်ချမ်းသာ ဘုရားဆန္ဒဖြစ်ပါစေ လိုရာဆန္ဒပြေပါစေ သက်ရှိချမ်းသာ သက်ရှိချမ်းသာ စိတ်ချမ်းသာ စိတ်ချမ်းသာ ဘုရားဆန္ဒဖြစ်ပါစေ လိုရာဆန္ဒပြေပါစေ ဘောလန္တာဒုက္ခသင်္ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအပ်မေတ္တာတော်ဟုရောက်ယူပါဝင်ငွေလာမင်းနဲ့ရောင်ခြင်းရှဲယုံပေါင်းစုံရခြင်းကြောင့်တဝေတံကျင်းတဲ့ဥတ္တောလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြမြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်၌ဒုက္ခတင်္ဂါစင်ထာဝရအိမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟူသောကုမုဒ္ဒရာကြာပန်တို့သည်ဘောလန္တဝန္တာရှင်မျိုးဝမုံလူလျက်ကြည်နုွယ်ကြုံဖူးပွင့်ညပုံသည်ဖြစ်၍ဒုက္ခနာကလေအောင်လေးတဲ့ရောရှက်တင်ပြပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမသေးကြိုင်လိုက်၍နေကြပါစေကုန်တည်း